20စာပေနေတဲ့ကဇတ်တာစာပေနေတဲ့မှာ20လောက်ဖြတ်တန်းလာခဲ့တယ်အတွေ့အကြုံလေးတွေရစ်ဖွဲ့ခဲ့တဲ့ဗျာဆောင်းပါးလေးတွေညှောက်တယ်ခင်ဗျာAcademy Educational Channel မှာတက်တန်းဆိုရွှေဆိုတဲ့ကလောင်နဲ့ရစ်ဖွဲ့ထားတယ်နံပြည်နယ်ကမြင့်မြတ်နှလုံးလားဖိုင်ရှင်များတဲ့မှာထမဆုံးမင်းတပ်မင်းမှာဒေါ်နေများနိုင်ငံသား national နဲ့ပြန်စီဝါရေးလောက်ကန်နေမန္တလေးသမားတွေကိုကူညီတယ်နိုင်ငံလွတ်လပ်ရေးရှိအောင်လုပ်ဆောင်မှုတွေမှာပါဝင်ပြီးနိုင်ငံတော်တောင်းဆိုချက်တွေရရတောင်းဆိုကြတဲ့သူဆိုတော့တူမလေးတို့လိုထားမှာဟိုရောလေးသားတွေခွဲပို့ပြီးလေးသားကအဲ့လုပ်ဆောင်မှုတွေကိုရလုပ်ဆောင်နေတာမျိုးသမီးဖြစ်နေလို့ပဲခေတ်ကာလကိုကြည့်မယ်ဆိုရင်လည်းသူ့ကြုံဘဝကိုကြောက်နေတဲ့ခေတ်မှာအဲ့လိုစမ်းဆောင်တော့ပို့ပြီးလေးသားတာပေါ့ကွာအဲ့လိုစမ်းဆောင်ကတော့ပထမဦးဆုံးမိတ်တယ်ပဲဖြစ်ခဲ့တဲ့ဒုံနင်းမြတ်ပေါ့လူလို့ဆိုလိုက်တာနဲ့ဆန်းစားကိုသိရှိနေတယ်လို့မှတ်လိုက်တော့တူမလေးတွေဒီနေ့အပြင်တိုးတက်နိုင်တဲ့မြို့တူလူတက်နေတဲ့လူခံထားတာယောက်ျားမိန်းမတွေခွဲခြားပြီးအားနဲ့အားကောင်းမောင်းတန်တယ်ဆိုတာတွေဖယ်ထားပြီးကိုယ်စမ်းညံစမ်းရှိသမျှကြိုးစားဖို့ပဲလူတာအဲ့လိုကြိုးစားခဲ့တဲ့မြင့်မြတ်စံထားလောက်တဲ့အမျိုးသမီးဒေါ်နင်းမြအကြောင်းတူမလေးကိုပြောပြမှာကွာအဲ့လိုပြောပြတာကတော့ဒေါ်နင်းမြလို့ဆောင်နိုင်မှုဒေါ်နင်းမြလို့ရဲရင်မှုပြောပြတာနော်တူမလေးတို့အတူယူနေဦးကပြောပြနေတယ်ဆိုတာတူမလေးတို့သိရမယ်နော်မင်္ဂလေးဆိုလိုက်ငါသားလေးတွေချဲပြီးလက်ဝက်လက်သားလေးဝတ်နေတဲ့သူထင်ထားသူကြီးဒေါ်နင်းမြကိုတွေ့ဘူးသွားရင်တော့ထင်နေမှားသွားမှာဒေါ်နင်းမြကြီးရွေရှိတဲ့ငါပဲသင်ရွှေရနာပြောသွားပြီးလုံးဝမစင်ဘူးဘောလန်းတွေပြောရှိမှုမလိုက်စားစလေးတော့ကွမ်းစားတာမလို့တူကျန်းတန်းတင်ဖြစ်နေစေးတိုင်းထောင်မှုလုပ်တတ်တဲ့ကူကွာအိမ်တော်ကြောင့်နောက်ပိုင်းမှာတော့နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးပြန်လုပ်ခဲ့တာစဘာကိုအကြီးကျယ်ဝယ်ပြီးအဲ့ဒီခေတ်ကာလမှာဂျာမနီနိုင်ငံနဲ့ဓာတ်ရိုက်ဆက်သွယ်ရောင်းချခဲ့တာတထုတွင်မိုင်းတွေကိုဦးစီးချုပ်ကန်ပြီးတော့အင်္ဂလိပ်ကုမ္ပဏီရတဲ့အနောက်နိုင်ငံတွေကိုတင်ပို့ခဲ့တာနိုင်ငံသားတွေအုပ်စိုးတဲ့ခေတ်မှာမစီးပွားရေးခေါင်းဆောင်မျိုးသမီးတူနေအောင်မြင်ခဲ့တဲ့သူပေါ့ကွာတမ်းမြင်တဲ့လူမျိုးချစ်တယ်မြန်မာအမျိုးသားမြန်မာမျိုးသမီးတွေကိုနိုင်ငံချစ်သိစီလုံးညင်ညောငွေအားလူအားနဲ့ကြိုးပမ်းခဲ့တာကွာ1929မြန်မာနိုင်ငံအဥပဒေမှာမျိုးသမီးအမတ်ဖြစ်နေရွေးချယ်ကိုရှိလာတဲ့အခါမော်လမြိုင်မှာတွဲပတ်မော်လမြိုင်တွဲအမတ်လောင်းအဖြစ်ရွေးခံလာကြောင်းမြန်မာနိုင်ငံပထမဆုံးမျိုးသမီးမင်းတပ်မြင်မဲ့ဖြစ်လာတယ်ရဲရင်နဲ့ပြတ်သားတယ်မြန်မာနိုင်ငံတော့ဆန်းဆန်းတမန်လုံးဆောင်နိုင်ခဲ့တယ်စီယိုဆိုင်ရှိပြီးတက်တိရှိနဲ့မန်လူမျိုးတွေဘက်ကရှက်တီခဲ့တဲ့အခွင့်အရေးတောင်းဆိုခဲ့တာသူတို့ပြင်တော့ကွာနာမျိုးသမီးတွေမျက်စိပွင့်နားပွင့်ပြအောင်စီယုံသွင်းမှုတွေလှုပ်ဆိုင်နိုင်ကြတာပေါ့ကွာဆရာတော်ဦးဓမ္မကိုဗြိတိရှဆိုရကထောင်နှံပေးဖို့ဖန်တီးတော့ဆိုရင်ကနေ့ဝင်ပြီးတော့လွတ်မြောက်ရေးအတွက်ပြင်းပြင်းထန်ထန်အတိုက်ခံပြုခဲ့တာဆရာတော်ထောင်နှံပေးတဲ့အခါဝတ္တနုမျိုးသမီးတွေသူ့ဝဲတိုင်မင်းနိုင်ငံခြားကုန်တွေလွှဲမောက်ပြီးတိုင်းပင်နီထမင်းနေ3နှစ်ဝတ်စမှုဆုံးဖြတ်ခဲ့ကြတာပေါ့ကွာ1929ခုနှစ်မှာတော့အင်္ဂလန်မှာဝလာမင်းသားမြန်မာနိုင်ငံကိုတိုင်းကလှည့်လည်လာတဲ့အခါမှာတော့ကွန်ပျူတာတောင်းနေတဲ့ဥချက်လိုင်းတဲ့ပြည်မြန်မာနိုင်ငံပြည်ကဖမ်းထားပြီးကျေကျုပ်ချုပ်ထားတဲ့အတွက်ဒေါ်နေနာမြပြင်းထန်ရေးဆိုတဲ့အတွက်အရှင်မင်းသားပြန်ရင်းလွတ်ပေးခဲ့တာပေါ့ကွာမလမြန်မှာလည်းတဲ့က1000လောက်ရှိပြီးတောင်သူတွေလည်း9စုတွေဒီသားကရှော့ယူတယ်သူများတဲ့သဘာသေးနေတဲ့အချိန်မှာသူကသဘာကိုဈေးမြင့်ပေးပြီးတောင်သူတွေအဆင်ပြေအောင်လုပ်ပေးဆောင်ပေးခဲ့တာအဲ့လိုလှုပ်ဆောင်မှုတွေကြောင့်နိုင်ငံခြားစံကုမ္ပဏီတွေစုပေါင်းပြီးအလဲထိုးခြင်းကိုခံလိုက်ရသေးတယ်ဟိနောက်ဆုံးတောင်သူတွေဘက်ကရည်တည်တဲ့စီးပွားရေးကျရှုံးသွားခဲ့တာပေါ့ကွာအမေစိတ်လည်းမကြောက်ဘူးအားမပြုတ်အားမလျှော့ဘူး1940ကဂျပန်စစ်ပြီးလို့ဖာစာပလာတီထောင်တဲ့ခါမှာတော့သူ့တိုင်းမှာပဲဖာစာပလာရုံဖွင့်နေပြီးတော့အများစီဝေးပြုလုပ်ခဲ့တာဘုရားဆောင်ကအထူးခင်မင်ခဲ့တဲ့သူရင်းနေရေးတူလာလေတိုင်းတွေ့ဆုံတဲ့ပေါ့ကွာဘုရားဆောင်တို့ဘီလောက်လွတ်ရတောင်မူသွားတဲ့ခါမှာတော့ဦးစားပန်တာလက်လူခံဟောပြောကောက်ခံစူဆောင်းပေးခဲ့တယ်ဟာဘုရားတို့လုံးချက်ခါပြီးနောက်ကျင်းပခဲ့တဲ့ဂျာပြည့်ရုပ်ကပွဲမှာရေးပါတဲ့ချက်လက်တွေကိုလည်းကြေညာခဲ့တယ်အဲ့ချက်တွေကပြင်းထန်ပြတ်သားလုံးတော့ကျင်းနဲ့နင်းလို့ခါသားအဲ့ချက်တွေကတော့မြန်မာပြည်ဒုတိယကိုရီးယားမဖြစ်ရင်ကာကွယ်ကြီးမြန်မာဗုဒ္ဓဘာသာယောက်ျားလေးတယောက်ဟာမယား3ယောက်4ယောက်ယူနိုင်ခွင့်ဆိုတဲ့လက်ရှိဥပဒေကိုပြင်ဆင်ပြီး
လက်ထက်မရတယောက်သာယူရနဲ့အဲ့ဒါတွေပြင်ဖသပလအတိုက်ခံနေတဲ့အောက်ပါလူထုစုံစမ်းကော်မတီများကိုအများဆုံးဖွဲ့စည်းပြီးဆိုပြီးအချက်၅ချက်ကြော်ညာပြတယ်အဲ့ဒါတွေကတော့အဲ့ခေတ်မှာတိတ်တက်မိုးရှိလို့တိတ်လက်ရှိခေတ်တွေမှာလည်းကျုံးဝင်ပြီးတော့ခေတ်မီနီလေးတွေတူတူမှလေးဥတော်အဲ့ချက်တွေကိုကြည့်ပြီးအံ့ဩမယ်ဆိုတော့အံ့ဩစရာချက်တွေလည်းကျုံးဟေးမာပြီးမှဘာကြောင့်တောင်းကျမှုတွေဖြစ်ပေါ်လဲအဲ့ဒီပြဿနာကိုအများဆုံးအေးအောင်လူထုသဘောကျကုနီးရှာဖွေရန်ခုမှဘာကြောင့်စီးပွားရေးကျတဲ့နေပါလဲကုနီးရှာဖွေအင်္ဂလိပ်တွေများပြောမီလန်စနစ်များလူမျိုးပိုင်စက်ပစ္စည်းတွေဖြစ်စီသွားခြင်းကိုအင်္ဂလိပ်တို့ကကြော်ကျွန်းကိုအများဆုံးပေးဖို့ကုလကသမဂ္ဂမှာရေးပြီးနိုင်ငံသားများရန်သူများကိုကာကွယ်ရန်လူထုကူညီတဲ့တစ်နှစ်အတွင်းမြန်မာတပ်မတော်သားဥယေ10သိန်းတိုးချက်ရန်ညကြီးတဲ့နိုင်ငံသားရန်သူတွေကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်လာခြင်းကိုပိုပြောက်စစ်စင်ရင်အောင်မြင်မှုမရနိုင်တာကြောင့်အောင်မြင်မှုရနိုင်တာကြောင့်မာလူမျိုးလူထု19တန်းတို့ညလုံးမပြောက်ကြနည်းနဲ့တပ်ပေါင်းဝင်ဆင်နေလေ့ကျင့်ပေးဟန်ဆိုတာကိုကြီးညာခဲ့တဲ့တူတူပါလေဝိချတဲ့ပြည်သားစစ်ပြည်သားခါတခင်ကိုရမန်ပတ်ဝင်တဲ့ကွာညင်ရဲ့အဖွဲ့မှာလည်းပါဝင်ကျန်နေတင်ပြခဲ့တာအဲ့လိုတိုင်းပြည်အတွက်ဆန်းဆောင်ခဲ့တဲ့ပထမဦးဆုံးမင်းတပ်မင်းမဲ့ဒေါ်နင်းမြောက်1949ခုနှစ်တော့လာပြီးကျော်17စနေနေ့မှာဝှဖွားခဲ့ဝှဖွားတာဒီကတော့ကြံရောအပိုင်းထက်ကြီးကျေးရမှာအဖဥတညင်းနဲ့မိဒေါ်ရင်တို့ကနေဝှဖွားပြီးငွေချင်းချောင်းမှာ9မြောက်သမီးဖြစ်ခဲ့တာပေါ့ကွာတန်တန်သွားဒီနဲ့စီဝါကြီးပန်ခဲ့တယ်တောင်စီကိုဖေးမှပြီးလူဘာသာနဲ့နိုင်ငံကောင်းသားရဲ့အတွက်ငွေအားလူအားစိုက်ပြီးလုပ်ကြတယ်အဲ့လိုဆန်းဆောင်ရရှိတဲ့ဒေါ်နင်းမြအသက်89နှစ်အရွယ်1984ခုနှစ်မြန်မာ28မှာတော့ကိုလင်သွားခဲ့တာပေါ့ကွာတူတူမလေးတို့တဲ့ဒေါ်နင်းမြကိုတွေ့ရမယ်နော်တမ်းပြည်အတွက်ကိုကျိုးစွန့်လို့စားမယ်နော်မာဘီနယ်ကမြင့်မြတ်နှလုံးလှပိုင်ရှင်များတဲ့ပထမဆုံးမင်းတပ်မြင့်မဲ့ဒေါ်နင်းမြလှုပ်ဆောင်ရမှာလားမြဲနှလုံးကျင်းလိုက်တော့ကွာတက်တန်းဖြစ်စီဒါတော့အကယ်ဒမီဥက္ကဋ္ဌeducation နဲ့ကြားထဲမှာရစ်ဖွဲ့ခဲ့တယ်။ဉာဏ်ပြည်နယ်မှာမြင့်မြတ်နှုံးလာပိုင်ရှင်များထဲမှာပထမဆုံးမင်းတိုင်မြင်တဲ့မင်းများအကြောင်းပါအားလုံးသပိတ်ချစ်တဲ့နဲ့ငင်းချမ်းကြပါသပိတ်ချစ်တဲ့နဲ့တိုးတက်တော်ဘဝကိုထူထောင်နိုင်တဲ့သူတွေဖြစ်ကြပါစေနှစ်20သပိတ်နဲ့ဖြစ်တတ်မှုအတွေ့အကြုံလေးတွေကိုတင်ပြရင်အားလုံးကြမှာပါစေကြောင်း